ချစ်မှုတို့အတန်ဖြစ်နေဘာတုံးလဲအဲ့လိုမျိုးတော့တည်တာမရှိဘူးဒါပေမဲ့အဲ့ရနုံနုံချင်းဆိုရင်အတန်ကမကြည်မလင်ဖြစ်နေတတ်တယ်နောက်ပြီးတော့ပုံမှန်ထက်ဆိုင်အတန်အော်အော်ကြီးဖြစ်တာပေါ့နော်နည်းနည်းနှိမ့်နေတတ်တယ်ပေါ့အဲ့လိုဆိုရင်တော့ကျွန်တော်တို့ဘာတွေလုပ်ပေးတင်လဲဆိုရင် vocal warm up exercise တွေကိုလုပ်ပေးတင်တယ်အဲ့တော့မြင်အောင်ပြောရမယ်ဆိုရင်လူတွေအားကစားမလုပ်ခင်မှာအကျော်လျှော့တယ်လို့မျိုးပဲတော့ကလည်းတချင်းမဆိုခင်မှာဒီ vocal cords တွေကိုအတန်နေကြည်လင်အောင်နောက်ပြီးတော့ဒီမှာကတ်နေချွဲသိပ်တွေပါရှိတယ်အဲ့ဒါတွေကိုရှင်းလင်းအောင်နောက်ပြီးတော့အတန်ကိုပို့ပြီးတော့ pitch man အောင် strong ဖြစ်အောင်အဲ့လိုမျိုး vocal warm up exercise တွေကိုလုပ်ပေးတင်တယ်အဲ့တော့အဲ့ရထမှမဟုတ်ဘူးအဲ့ချင်းမှုတို့ဖြစ်မှမဟုတ်ဘူးကွာကိုတချင်းဆိုကန်နေတိုင်းအောင်လုပ်ပေးရင်တော့အကောင်းဆုံးပဲကိုကဒီ cover sound တစ်ပုတ်ရိုက်စာကြည့်တာမဟုတ်ဒီမှာဒီတငယ်ချင်းတွေရှေ့မှာဆိုပြချင်တာပဲဖြစ်ဖြစ်ကောင်မလေးကိုဆိုပြချင်တာပဲဖြစ်ဖြစ် concept ဆိုရမှာပဲဖြစ်ဖြစ်အဲ့လိုမျိုးဆိုခင်မဆိုခင်တိုင်းမှာ vocal warm up exercise တွေကိုလုပ်ပေးမယ်ဆိုရင်တော့အကောင်းဆုံးဖြစ်ပါတယ်အဲ့တော့ vocal warm up exercise တွေကိုသိချင်တယ်ဆိုရင်တော့ကျွန်တော်တို့နောက်တစ်ပုတ်မှာဘယ်လို exercise တွေလုပ်ရမလဲဆိုတာကိုတင်ပြတော့ပါမယ်